ဟောရှိအနာဂတိကျမ်းမှာဖတ်ရှုခြင်းလာကြထာဝရဘုရားထံတော်သို့ပြန်ကြကုန်ဟံကိုယ်ဒီကြိုက်ဖြတ်တော်လဲပဂရိဖြစ်စေတော်မူမည်တန်ခတ်တော်လဲအနာကိုစီးတော်မူမည်နှစ်ရက်လွန်ပြီးမှငါတို့ကိုအသက်ရှင်စေ၍သုံးရက်မြောက်တော်နေ့၌ထမြောက်စေတော်မူသည်ဖြင့်အထံတော်၌ငါတို့သည်အသက်ရှင်ကြလိမ့်မည်ပညာကိုလည်းရကြလိမ့်မည်ထာဝရဘုရားကိုတည်ခြင်းကလိုက်ရှာကြလိမ့်မည်ထာဝရဘုရားကိုတည်ခြင်းကလိုက်ရှာကြလိမ့်မည်ထွက်တော်မူခြင်းသည်အနက်ကဲ့သို့ဖြစ်လိမ့်မည်ရွာတော်မိုးနှင့်မြေအပေါ်သို့ရွာသောနောက်မိုးကဲ့သို့တက်ရောက်တော်မူလိမ့်မည်အိုအေဖရိမ်တင်၌အဘယ်သို့ငါပြုရမည်နည်းအိုယူဒာတင်၌အဘယ်သို့ငါပြုရမည်နည်းတင်တို့ကြည်ညိုသောစိတ်သည်အနတ်မိုးတင်ကဲ့သို့၎င်းစောစောပြောက်တတ်သောမြင်းကဲ့သို့၎င်းဖြစ်၏ထို့ကြောင့်သူတို့ကိုပရောဖက်များဖြင့်ငါသည်အပိုင်းပိုင်းခုတ်ဖြဲရပြီငါနှုတ်ထွက်စကားဖြင့်တက်ရပြီငါစီရင်ချက်တို့သည်လည်းထုံးလင်းသောအလင်းကဲ့သို့ဖြစ်ကြပြီရစ်ပူဇော်ခြင်းကျင့်ထက်တနာခြင်းဂရုဏာခြင်းကို၎င်းဤရှို့ရာရစ်ပူဇော်ခြင်းထက်ဖျားသခင်နှင့်ကျွမ်းဝင်ခြင်းကို၎င်းငါနှစ်သက်၏ဖျားသခင်နှုတ်ကပတ်တော်ပေသည်